အဖိုးရေသမီးအခုဆိုရင်အစ်စ်နဲ့တရေထင်းကျုပ်သူဖြစ်သွားပြီနော်ပိုက်ဆံအများကြီးရှာရတဲ့ခါကျရင်အဖိုးအတွက်ဗီလာကြီးတစ်လုံးမိရှို့ပေးမယ်တန်းကောင်ရန်ကြီးဘသူတွေလာအောင်ဟဲ့နေတာလဲငါဒီမှာအိတ်နေတာ9နှစ်ရှိပြီနားအေးရတဲ့ရက်ကိုမရှိဘူးမင်းရဲ့ခွေးမျက်လုံးကိုတေချာဖွင့်ပြီးဒီကူပြီးမှန်ပေါ်မှာဘသူနာမည်ထွင်းထားလဲဆိုတာတေချာကြည့်စမ်းဒီအဆင့်ရှိတဲ့တရေပဲပထမအဆင့်တရေနယ်မြေဖွင့်စမ်းနာကုံပုံအောလိုက်မယ်ဒုတိယအဆင့်တရေနယ်မြေငါအတွက်ဖွင့်စမ်းတန်းကောင်ရန်ကြီးစူညံလိုက်တာအရန်ဆူတာပဲမင်း9နှစ်လုံးကူမာပြီးလာကန်တော့နေတာတည့်ရလားသွားစမ်းအဖိုးကအသက်ပြန်ရှင်လာတာလားပြီးတော့အော်တန်တစ်ချက်တည်းနဲ့ဒီအဆင့်တရေကိုမောင်းထုတ်လိုက်တာလားငါ့ကိုအဖိုးလို့မခေါ်ခင်နမေကိုတေချာကြည့်ဦးငါကရေးစားတော့မရဘူးသေးတာမင်းတို့မြေကြီးကြီးပဲကရှိမှလဲ9နှစ်လုံးကူမာပြီးလာကန်တော့နေတော့စူညံလုံးလို့ငါခေါင်းတောင်ကြိုက်လာပြီအာဒီလိုကြောက်စရာကောင်းတဲ့အမိုက်ကိုငါခန္ဓာကိုယ်ထဲထည့်ရဲတယ်လားမင်းအသက်ရှင်ရတာညှင်းငွေ့နေပြီထင်တယ်ဒါကိုမင်း9နှစ်လုံးလာကန်တော့ခဲ့တဲ့အတွက်အကျွေးဆက်တယ်လို့ပဲသဘောထားလိုက်ပါတတိယပြီလားမင်းနောက်ဆုံးတော့တတိယလာပြီပဲငါမှလန့်သေးတော့မလို့အမချန်သမီးရဲ့တရေမျက်လုံးပျောက်သွားပြီသမီးတာမန်လူတယောက်ဖြစ်သွားပြီနောက်ဆိုအဖိုးအတွက်ဗီလာဝယ်ပေးဖို့ပိုက်ဆံဘယ်လိုရှာရတော့မလဲမငုံနဲ့တော့မင်းကိုတန်ကြောက်ငါကောင်းကြိုက်လာပြီးတော့ငါကရေးစားတော်မထားဘူးမင်းဖို့မဟုတ်ဘူးငါကိုဗီလာဝယ်မပေးနဲ့တရေဘူးတာလားဘာစပိတ်ထားစမ်းမင်းရဲ့တရေမျက်လုံးကအသက်ပြန်သွင်းနေတာငါသာအဲ့ဒါကိုခွဲမထုတ်ပေးခဲ့ရင်မင်းဒေတာကြပြီးမင်းရဲ့အသက်သေးသေးလေးကိုကယ်ဖို့အတွက်ငါကမတက်တာလို့မင်းခန္ဓာကိုယ်ရဲ့ဝင်နေပေးရတာငါအိတ်တော့မယ်အရေးကြီးတာမရှိရင်လာမရှုံနဲ့ဖယ်လိုက်စမ်းမင်းရဲ့သွားကြထိုးတယ်လောက်ပဲရှိတဲ့စိတ်ဆွမ်းအားတွေနဲ့ငါ့ကိုလာမထိုးနဲ့စိတ်ပြက်စရာကောင်းလိုက်တာဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးမျက်လုံးလေးနင်းနေလို့သွားတာပါနောက်ဆိုရင်ဟော့ပေါ်စားပြီးဇလန်တွဲတွေပြန်ကြည့်လို့ရတော့မယ်ဆိုတာတွေးမိလို့အယမ်းပျော်သွားတာပါဆန်းတော့ဆန်းနဲ့တာမန်လူတယောက်လိုပဲသူ့တံမှာမင်းတကယ်ပဲဘာဖြစ်ခဲ့တာလဲမင်းရဲ့တရေမျက်လုံးကဒနာရီတဲကလိုငြိမ်သက်သွားတဲ့အခြေအနေကိုရောက်သွားတာလားသမီးလည်းမသိဘူးအစောပိုင်းစစ်ဆေးချက်အရတော့ရဲ့တရေမျက်လုံးကနှစ်ချက်စွာအိပ်ပျော်သွားတဲ့အခြေအနေကိုရောက်နေရဲ့ဘာထူးခြားဆန်းပြတဲ့လှုပ်ရှားမှုမှရှာမတွေ့ဘူးတကယ်လို့အဲ့ဒီလိုသာဆိုရင်ဒါဟာတရေမျက်လုံးငြိမ်သက်သွားတာပဲဒါဆိုရင်တော့အပိုင်ပဲမစ္စတာလင်းသူတို့တွေသမီးရဲ့ထူးခြားဆန်းပြတဲ့လှုပ်ရှားမှုကိုစမ်းသပ်နေကြတယ်အဖိုးရဲ့စွမ်းရင်အရှိန်ဝါလေးနည်းနည်းလောက်ထုတ်ပြပေးလို့ရမလားဟင်နည်းနည်းလေးတင်ပါဘာအတွက်လဲအဲ့ဒီမြေဆုပ်ကငါမျက်လုံးကိုကျင်းစေတယ်ငါကတွေးဆန်ယုံတွေကမြောက်မဟုတ်ဘူးဘာလို့သူတို့ကိုထုတ်ပြရမှာလဲငါအိတ်ချင်ပြီးလာမနောက်ရှက်နဲ့စမ်းနဲ့ငိမ့်သက်သွားတဲ့တည်ငြိမ်မှုမျိုးမဟုတ်ဘူးသူညာပဲသူခန္ဓာကိုယ်ရဲ့ကတရေမျက်လုံးကလုံးဝပျောက်ကွယ်သွားပြီပြန်စမ်းတက်ထူးခြားဆန်းပြတဲ့အမြင်အာရုံနဲ့စကန်ဖက်မိမိရဲ့စွမ်းရည်လှုပ်ရှားမှုကိုလုံးဝဖုံးကွယ်ထားနိုင်တဲ့တရေရှိတယ်ဆိုတာငါမယုံဘူးဒုက္ခပါပဲမစ္စတာလင်းမအိပ်ပါနဲ့တော့သူတို့တွေတရေမျက်လုံးကိရိယာနဲ့အဖိုးကိုစကန်ဖက်တော့မယ်ဘယ်ကမျက်စိမပါတဲ့ကောင်ကဒါကိုလုံနေတာလဲညွန့်ကြားရေးမှုပြန်စလို့မရတော့ဘူးတရေတက်သမားရဲ့မျက်လုံးကအလုံးလုံးဖို့ညှဉ်းဆန်နေတယ်သူ့မျက်လုံးပွင့်လာအောင်အတင်းကျပ်လှုပ်ဆော်ဆန်သူ့ခန္ဓာကိုယ်ထဲမှာဘာရှိနေလဲဆိုတာငါတို့အဖြေရှာရမယ်သူ့ကိုလွတ်လိုက်ပါသူကတာမန်လူတယောက်ဖြစ်သွားပြီဆိုတော့ထူးခြားဆန်းပြပြူလိုမှာဆက်နေဖို့မတင်တော့ဘူးတာဝန်ထမ်းဆောင်ရင်ထိခိုက်ဒဏ်ရာရတဲ့ဇန်နုံတိုင်းသူ့ကိုထောက်ပံ့ကြေးပေးလိုက်ပါသူ့ကိုတာမန်ဘဝစီပြန်သွားခွင့်ပြုလိုက်ပါ